ခုတစ်ခါကျမမိတ်ဆွေများဘူးเนาะဥရိဘုဒ္ဓဆက်လက်ပြီးဝေမျှပေးသွားမယ်အကြောင်းအရာတော့เนาะအမွေဆက်ခံတဲ့အခါမှာဘယ်လိုမှုတွေကိုအခြေခံလဲဆိုတဲ့အကြောင်းအရာကိုเนาะဝေမျှဘုဒ္ဓဝေမျှပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့အမွေဆက်ခံတဲ့အခါမှာဘယ်လိုမှုတွေကိုအခြေခံလဲဆိုလို့ရှိရင်เนาะအမွေဟာတဲ့အောက်ကိုစုံနိုင်ရင်အထက်ကိုမဆန်ရဘူးတဲ့เนาะမစုံနိုင်လို့စံရတဲ့လိုအပ်တာတဲ့ပို့ပြီးတော့မဆန်ရဘူးတဲ့နော်မြမဒလေထုံတဲ့ဥပဒေအရဆွေမျိုး20ရှိတယ်တဲ့အစံဘက်မှာရှိတဲ့ဆွေမျိုးနဲ့အစုံဘက်မှာရှိတဲ့ဆွေမျိုးဆိုပြီးတော့နော်အစံဘက်မှာရှိတဲ့ဆွေမျိုးနဲ့အစုံဘက်မှာရှိတဲ့ဆွေမျိုးနော်အစုံဘက်မှာရှိတဲ့ဆွေမျိုးတွေကတော့ကွယ်လွန်သူရဲ့ခင်မောဇနီးသားသမီးမြေးမြစ်တွေဖြစ်ပြီးတော့အစံဘက်မှာရှိတဲ့ဆွေမျိုးကတော့မိဘဘိုးဘွားပြည်ပင်တွေဖြစ်တယ်နော်အဲ့တော့ဒီမူအရတိတ်ဆုံးသူရဲ့အမွေကိုတိတ်ဆုံးသူရဲ့အဖေနဲ့ညီမတို့နော်တရားတစ်ပေါင်ဖြစ်တဲ့အခါမှာညီမအနိုင်ရတယ်တဲ့ဘာလို့လဲဆိုတော့အဖေဟာအစံဘက်မှာရှိပြီးတော့ညီမကသိဆုံးသူရဲ့အောက်အစုံဘက်မှာရှိနေတဲ့အတွက်ဒါကြောင့်မို့လို့เนาะအမွေသည်အောက်သို့ဆိုရင်အထက်သို့မဆန်ဘူးဆိုတဲ့မူသဘောတရားအရာเนาะညီမအနိုင်ရတယ်တဲ့เนาะမနှင်းဖွင့်တဲ့ဥရွှေခုံเนาะရှစ် BNR တက်ဒါစီရင်ထုံးเนาะစီရင်ထုံးလေးနဲ့ပြပြပေးတာเนาะနောက်မျိုးဆက်နီးသူကမျိုးဆက်ဝေးသူကိုပဲထုတ်ရတယ်တဲ့เนาะအဲ့ဒါကမန်နီလာမော်နဲ့ဒေါ်တန်းတန်းပါ18984မတာစာ19เนาะဒါစီရင်ထုံးလေးအဲ့ဒီမူရသေဆုံးသူရဲ့အမွေရှင်တူဟာတဲ့ဦးလေးကိုအမွေရပယ်တယ်တဲ့เนาะမတ်တင်နဲ့မတ်ရွှေစင်4ရန်ကုန်29ဒါစီရင်ထုံးလေးတွေเนาะအဲ့တော့အမျိုးဆက်အနီးဝဲတူးနေလို့ရှင်အစုံဘက်မှာရှိတဲ့လူကရမယ်တဲ့အစုံအစံတူးနေလို့ရှင်တော့အညီမြခွဲဝေယူရမှာဖြစ်တယ်တဲ့เนาะဒါကြောင့်တဲ့တူမတို့ရဲ့အမွေကိုမိခင်နဲ့ဖခင်ဘက်ကဦးကြီးဦးလေးအစရှိသူတွေကအညီမြဆက်ခံရမှာဖြစ်တယ်တဲ့เนาะမန်အောင်ဖွင့်နဲ့မတူပါနဲ့ BLT 14ဒါစီရင်ထုံးလေးเนาะကွယ်လွန်သူရဲ့တူမတွေနဲ့ဦးကြီးဦးလေးတို့ဟာတဲ့အမွေကိုအညီအမျှရကြမှာဖြစ်တယ်တဲ့ကွယ်လွန်သူရဲ့သွေးဝက်ညီကိုမောင်နှမတွေနဲ့တူမတွေကလည်းအမွေကိုအညီအမျှရတတ်ခွင့်ရှိတယ်တဲ့เนาะနောက်တစ်ချက်ကမြန်မာဗုဒ္ဓဘာသာဝင်တွေဟာတည်တန်းစာရေးခွင့်မရှိဘူးတဲ့เนาะနောက်တစ်ချက်ကအမွေရှင်မိဘတွေဟာတဲ့အမွေအားလုံးကိုတဲ့တာသမီတဦးတဲ့ကိုပဲပေးကမ်းခြင်းဟာမြမဒလေထုံတန်းဥပဒေနဲ့ဆန့်ကျင်နေတဲ့เนาะဒေါ်သိသိပါသုံးတဲ့ဒေါ်ဝင်းကြီး1998မတာစာ106စုံကြီးခုံတော့ဆုံးဖြတ်တာเนาะတယောက်တည်းကိုအကုန်လုံးပေးလိုက်လို့မရဘူးเนาะချစ်တယ်ဆိုပြီးတော့เนาะနောက်တစ်ချက်ကကွယ်လွန်သူကြံရစ်တဲ့အမွေကိုတဲ့စက်ခံမှုဟာတဲ့အတ္တိကွယ်လွန်သူကွယ်လွန်စဉ်ကနဦးပေါ်ပေါက်တဲ့အခွင့်အရေးကိုတဲ့တရားစွဲဆိုတောင်းခံမှုဖြစ်လို့ကွယ်လွန်သူနဲ့သက်ဆိုင်တဲ့မိသားစုဥပဒေအရဆုံးဖြတ်ရမှာဖြစ်တယ်တဲ့เนาะတောင်းခံသူအမှုတွေနဲ့သက်ဆိုင်တဲ့မိသားစုဥပဒေအရဆုံးဖြတ်ပေးဖို့မဟုတ်ဘူးတဲ့ဒေါ်ခင်မူပါနဲ့ဒေါက်တာ GR Lucas 2000နှစ်မတာစာ204เนาะဒါလေးတွေဖော်ပြပေးတာเนาะဘုဒ္ဓရအောင်